ရိတ်ကြပြရမယ်ခုနှစ်ပရိတ်ပေါ့နော်ခုနှစ်ပရိတ်ခဏလေးဒီ9ခုမယူတော့ဘူးသူကဟို3ညခုယူလိုက်တပင်းကျော်ပရိတ်ယူတာပေါ့နော်9ခုမယူဒီ3ညခုယူပြီးတော့ခုနှစ်ပရိတ်ပေါ့နော်ခုနှစ်ပရိတ်မှာကျွန်တော်ဗမာကြလဲဆိုဟောဒီမှာ3ညခုနှစ်ပရိတ်မှာကျွန်တော်68ဒီခွန်ပရိတ်ကြခဲ့တဲ့ကြောင့်ခွန်ပရိတ်ဒီအောင်ခဲ့ဟုတ်ပြီလားမိတ်ဆွေများနော်ဘာလို့လာစိမ့်နေလဲမသိဘူးစဉ်းစားမရနော်ကျွန်တော်လည်းဘာမှမလုပ်တယ်ဘာလို့လာစိမ့်နေလဲစဉ်းစားမရအားမချောင်းဝမ်းနဲ့အားမချောင်းဝမ်းနဲ့ဆက်ကြည့်ပါမိတ်ဆွေများနောက်တစ်ပြန်ကျွန်တော်ကြည့်ရခါမှာဟောဒီက6ကဲတဲ့8ကဲနှလုံးပေါင်းချင်းဒီ4ကြမလို့4ပါဒီကို4ကိုဒီဘရိတ်နေရာမှာဆင်းမယ်ဆိုတော့ကျွန်တော်ကအားလုံးမနေ့စင်းမှာကျွန်တော်တို့ဒီ4ဘရိတ်အောင်ခဲ့တယ်ဆက်ကြည့်ပါနောက်တစ်ပြန်မှာဟောဒီ8 3နှလုံးပေါင်းချင်းဒီ1ကြမလို့1ပါဒီ6 6ဒီဘရိတ်နေရာမှာဆင်းရမယ်ဆိုတော့မိတ်ဆွေများဟောဒီမှာ6ဘရိတ်ဆင်းခဲ့တယ်နော်ဆက်ပြီးတော့ကြည့်မယ်မိတ်ဆွေများဆက်ပြီးတော့ပေးသွားမယ်ဆိုရင်ကျွန်တော်တို့ဟောဒီက3ည5နှလုံးပေါင်းချင်းဒီ5ကြမလို့5ပါဒီ3ည5 3ညဘရိတ်ဒီဆင်းမရမယ်ဆိုတော့ကျွန်တော်ဟောဒီမှာကြည့်ပါဒီမှာ9ဘရိတ်ပါ1 4ဒီ9ဘရိတ်နေနဲ့ဆင်းခဲ့တဲ့ကြောင့်9ဘရိတ်ဒီအောင်ခဲ့တယ်ဆိုရင်တဲ့ဆက်ပြီးကျွန်တော်ပေးမယ်ဆိုဟောဒီက8 3နှလုံးပေါင်းချင်းပါ8 3နှလုံးပေါင်းချင်းဒီဘာရလဲမိတ်ဆွေများ1ရတဲ့အတွက်ကြောင့်မလို့1ပါဒီ6ပါ1 6ဒီဘရိတ်နေနဲ့ဆင်းရမယ်ဒါဆိုကျွန်တော်တို့ဒီ83ကိုထိပ်စီ83ထိပ်စီပေါ့နော်83ဝမ်းချင်း83ထိပ်စီကိုကျွန်တော်16ဘရိတ်နဲ့ဆိုတော့ဘာရှိလဲဆိုတော့83ရယ်88ကဲ33ရယ်အဲ့3ကပဲရှိတယ်မိတ်ဆွေများအဲ့3ကိုအားပြီးကစားမယ်ဒါဒီပြီးပြီလားဆိုတော့မပြီးသေးဘူးဗျနောက်ထပ် site တွေကျန်သေးတယ်ကျွန်တော်ဆက်ပြီးပြမယ်အားလုံးပဲ like လက်မလေးတွေမနေရသေးနေထားပါကျွန်တော် channel လေးကို subscribe လုပ်ရသေးတဲ့ကိုယ်မအပါမယ်ဆို subscribe လုပ်ထားပါ like လက်မလေးတွေမနေရသေး like လက်မလေးနေထားပါနောက်ထပ်ထိပ် site ကိုကျွန်တော်ပြမယ်ပေါ့နော်နောက်ထပ်ထိပ်သီးလာတဲ့ site လေး site ကိုကျွန်တော်ပြပေးမယ်အားလုံးပဲ like လက်မလေးတွေမနေရသေး like လက်မလေးတန်းစီပေးနေပြီးထား